share video မှာပြောလိုက်တယ်လို့ပဲ stress တက်တယ်ဆိုတာရှိတယ် stress ကနေပြီး depression ကိုရောက်တယ်အဲ့ stress နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြမယ်လူတွေဘာလို့ stress တက်လဲ okay ဝေးကြီးကြောင့် stress တက်တယ်လက်ခံတယ် stress တက်အလုံးများလို့အလုံးမှာရမ်းဖိစီးမှုများတယ်အလုံးမှာ tension တွေရမ်းများအပေါ်ကလူကကိုယ့်ရဲ့အထက်လူကြီးကကိုယ်ဖိလိုက်အောက်ကလူတွေကမျိုးစုံ complaint တက်လိုက်ဝေးကြီးကြောင့် stress များတယ်တခြားမိသားစုကြောင့် stress များတယ်အိမ်တော်ကြီးကိစ္စကြောင့် stress များတယ်လက်ခံတယ်ဒါပေမဲ့နေဘူးလဲ stress တက်မိုးရွာလဲ stress တက်မလုံးနဲ့လေဘာဖြစ်လဲဆိုတချို့ဆိုရှိရမိုးရွာလို့ရှင်ဟာမိုးတွေကရွာနေတယ်ဟိုမသွားချင်အပြင်ကသွားရအောင်မယ်အလုပ်ကသွားအောင်မယ်စိတ်ညစ်လိုက်တာအဲ့ဒါ stress ကိုစိတ်ပီစီမှုကိုစိတ်ပီစီမှုကိုယ့်အကိုရှားနေတာမလိုတဲ့ဟာတွေနဲ့အဲ့လိုမျိုးတွေစိတ်ပီစီမခံနဲ့ကိုထိန်းချုပ်လို့မရတဲ့အရာတွေနဲ့စိတ်ပီစီမှုမလုပ်နဲ့ဒီအရာတွေကကိုထိန်းချုပ်လို့မရဘူးဒီအရာတွေကိုသူကသူဖြစ်ပြနေလောကကြီးမှာဖြစ်ပြနေတဲ့အရာတွေသူကသူတွားနေတဲ့ကိစ္စတွေကိုကိုကလိုက်ပြီးတော့ထိန်းချုပ်လို့မရဘူးကိုလှုပ်လို့ရတာဘာလှုပ်လို့ရမလဲဒီနေ့ငါဘာလှုပ်လို့ရမလဲလှုပ်လို့ရတဲ့ဟာကိုပဲလှုပ်ကိုထိန်းချုပ်လို့မရတဲ့အရာတွေနဲ့စိတ်ဖိစီးမခံနဲ့စိတ်နှောက်ယှက်ဖြစ်မခံနဲ့ကိုမှလုံးဝမရည်ရွယ်ချက်တွေဖြစ်ချင်တဲ့စိတ်ဆန္ဒတွေပေးရမယ့်ကိစ္စတွေကြည့်မလားဟောထားပါတော့အိမ်သူများနိုင်ငံမှာနေဆိုအိမ်သားကပေးရတာတွေတခြားစိတ်ဖိစီးစရာတွေအများကြီးရှိတယ်ကိုထိန်းချုပ်လို့မရတဲ့အရာတွေအများကြီးရှိတယ်လောကကြီးမှာထိန်းချုပ်လို့မရတဲ့အရာတွေနဲ့စိတ်ဖိစီးမခံနဲ့ကိုထိန်းချုပ်လို့ရတာဘာလဲကိုထိန်းချုပ်လို့ရတယ်ကိုရဲ့ဒီနေ့တစ်နေ့တာဒီတနားရီဆိုတနားရီနှစ်နာရီဆိုနှစ်နာရီကိုထိန်းချုပ်ခွင့်ရှိတယ်အဲ့ဒီအရာတွေကိုထိန်းချုပ်ကိုအကောင်းဆုံးဘာလုပ်နိုင်မလဲစူးစမ်းဒီနေ့တရက်ဆိုတရက်တာတော့အကောင်းဆုံးဘာလုပ်နိုင်မလဲစူးစမ်းဒါဟာကိုယ့်အကူရှင်ပြိုင်ခြင်းနော်တခြားလူတွေနဲ့ရှင်ပြိုင်မှုမစင်တဲ့တခြားလူတွေနဲ့လိုက်ပြီးတော့ competition လုပ်မနေနဲ့တစ်သက်လုံးနိုင်မှာမဟုတ်တစ်သက်လုံးလည်းပြီးမှာမဟုတ်ကြားကြီးလေခြေရကြီးလေကြီးတဲ့ကြီးမြင်းတဲ့မြင့်ပြီးဆုံးမှာမဟုတ်ဘူးလူရဲ့တစ်ခါကျရင်ပြုံးနေပုံမေးတတ်တယ်အဲ့ဒီတော့အမြဲတမ်းပြုံးထားပေးပါ